ရှုံးတော့ကောင်းတဲ့အတွေ့အကြုံတော့ဘာမှမရှိဘူးရှုံးပါစေဆယ်ကရှုံးရင်ဆယ်ခုတွေ့ကြရဒါပေမဲ့အဲ့ဒီရှုံးတော့သင်္ကန်းသားရအရှုံးကိုသင်္ကန်းသားမယူနိုင်တစ်သက်လုံးမပြတ်တော့တစ်သက်လုံးမအောင်ရင်တော့သို့တော့အရှုံးမရှိဘူးနဲ့အမြတ်ဆိုတာလည်းရကုန်မရအောင်မြင်ဖို့ဆိုတာလည်းရကုန်မရအရှုံးကနေမလို့ရည်ချက်စီတာစံဝဲကြားတရားကြီးကြားကိုယ့်ကိုယ်တော့အောင်တယ်ဆိုတဲ့စိတ်နဲ့ပဲဖြစ်နေအောင်စိတ်နဲ့ပဲဖြစ်ရအောင်စိတ်ဟုတ်ဘူးလားကျဲယူလို့ဆိုတော့အခုထပ်တာအခုကုသိုလ်တဲ့အခါကျတော့လူကအောင်စိတ်ရှိမှအောင်စိတ်မရှိရင်မဖြေခင်းနေကြအလုပ်ဆိုရင်လည်းအောင်စိတ်နဲ့တော့မဟုတ်ရင်မလုပ်ခင်တည်းကကြာရှုံးနေတာရှိတယ်ဒါကြောင့်ပန်းနဲ့ပန်းရောက်တဲ့မှရရတယ်ဆိုတော့ကြာရှုံးမှကြောက်လို့အဲ့တော့လမ်းသွားရင်တော့ကလုတ်တိုက်တယ်လမ်းသွားရင်အန်ရရှိလမ်းမသွားရင်အန်ရမရှိလို့ကြီးမြောက်ဘဘတို့ကအန်ရရှိချင်းဖြစ်နေတယ်ကြီးရောက်ဖို့သွားနေတဲ့လူကြီးอ่ะဒါကြောင့်လမ်းသွားပြီးတယ်နော်အန်ရခက်ခဲစူးညောင်းနေတဲ့သူရဲ့သဘာဝအဲ့ဒါလူပူပြီးရကျက်စေတယ်ထင်ပေါ်သေးတယ်အောင်မြင်တယ်ဆိုတာကထင်ပေါ်တယ်ကြိုကြတဲ့အောင်မြင်တယ်ဆိုတဲ့ပုံကအခက်အခဲကိုဖြတ်သန်းနိုင်လို့လောကကြီးကသူ့ကိုသိမှတ်ဘာအခက်အခဲမှမဖြတ်သန်းဘူးတဲ့သူကြောင့်သူ့ကမှသိမှမယူဘူး